အားလုံးပဲမင်္ဂလာပါနော် WordPress ကိုလေ့လာကြမဲ့သူတွေအတွက်ဒီလေ့လာလို့ရမဲ့လွယ်ကူတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးပါရစေအဲ့တော့ဒီကျွန်တော် WordPress ကိုလေ့လာဖို့အရင်တုန်းကဆိုလို့ရှိရင်ဒီမှာ XAMPP နဲ့ WAMP ဆိုတဲ့ app တွေကိုသုံးပြီးမှကိုယ့်ရဲ့ကွန်ပျူတာထဲမှာလေ့ကျင့်လို့ရခဲ့တာပါလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ XAMPP နဲ့ WAMP ကိုကိုယ့်ရဲ့ local ကွန်ပျူတာမှာ install လုပ်ပြီးမှလေ့ကျင့်ဖို့ဆိုရင်အဆင့်ကနည်းနည်းလေးတော့များပါတယ်အဆင့်များတယ်နည်းနည်းလေးအချိန်ယူရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော် XAMPP ကို download လုပ် install လုပ်ရတယ်ပြီးတဲ့အခါမှာ WordPress website ကနေပြီးတော့မှ WordPress ကို download လုပ်ရတယ် WordPress setup file ကို download လုပ်တယ်ပြီးတဲ့အခါမှာ download ရလာတဲ့ zip file ကိုဒီသက်ဆိုင်ရာ XAMPP တို့ဘာလို့ရဲ့ဒီ HTTOC folder ထဲမှာ file ကို zip file ကိုဖြည့်ပြီးမှ install လုပ်တဲ့အခါမှာအဆင်သင့်ဖြစ်ဖို့ဖြည့်ပေးထားရတယ်ဖြည့်ပြီးတော့မှဒီ WordPress ကို install လုပ်တဲ့အပိုင်းကိုစပြီးမှသွားတာပေါ့နော်အဲ့ဒီမတိုင်ခင်မှာလည်းဒီသက်ဆိုင်ရာဒီ PHP limitation တွေကိုပြင်ရတဲ့အခြေအနေလေးလည်းရှိတတ်ပါသေးတယ်ပေါ့နော်ဒါမျိုးလေးလည်းပြင်ပြီးတော့မှသွားရတာပါအဲ့တော့အဆင့်နေများတဲ့အတွက်အချိန်ကုန်တယ်ပေါ့နော်အသုံးပြုရတော့အဆင်တော့ပြေပါတယ်ဒီနှစ်ခုကနောက်ပြီးတော့ web base မှာဆိုလို့ရှိရင် Affinity Free တို့ Free Non တို့ဆိုတာတွေကိုသုံးပြုပြီးတော့မှလေ့ကျင့်ခဲ့ကြတာလေ့လာခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဒီနေ့အခါမှာတော့ Infinity Free ကိုသုံးဖို့အတွက်အသိကြီးအဆင်မပြေလာတော့ Free နဲ့လည်းထုံနည်း၎င်းမယ်အဲ့တော့ဘာလို့လဲဆိုတော့သူက Free ပေးတာဖြစ်တဲ့အတွက်ဒီလေးတယ်ပေါ့နော်ဒီ installation project installation တခုပြီးဖို့တော်တော်လေးအချိန်ကြာစောင့်ရတယ်ဂျားထဲမှာလည်းကြော်ညာတွေပါတယ်ကြည့်ရတာတွေပါတယ်နဲ့လောက်ရတာမျိုးတွေရှိတတ်တယ်ပြီးတဲ့အခါမှာ WordPress ဒီ project install လုပ်ပြီးတဲ့အခါမှာလည်းဒီနောက်ပိုင်းနေဝင်ကြည့်တဲ့အခါမှာဝင်လို့မရတာမျိုးတွေ error တက်တာမျိုးတွေခဏခဏကြုံရတယ်ပေါ့နော်အဲ့တော့ရှေ့မရောက်လာဟိုလေ့ကျင့်မဲ့သူတဲ့ရှေ့မရောက်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ကလေ့လာကြည့်တဲ့အခါမှာဒီနေ့ခေတ်မှာဒီ local WP ဆိုတဲ့ software ရှိရဲဒါတော့ကိုယ့်ရဲ့ကွန်ပျူတာ local မှာစမ်းကြဖို့လေ့ကျင့်ကြဖို့အတွက်ဖြစ်ပါတယ်နောက်တစ်ခုကじゃ ZWP ဆိုတဲ့ web base နဲ့လေ့ကျင့်နိုင်တဲ့ platform မှာအဲ့တော့ local WP ကတော့ဘာထူးခြားလဲဆိုတော့သူကကြတော့ free ဖြစ်တယ် local မှာ free ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ free install လုပ်ပြီးတော့မှproject တွေကိုလေ့ကျင့်နိုင်တယ်ပြုလုပ်နိုင်တယ်ပေါ့နော်ပြီးတဲ့အခါမှာသူက setup လုပ်ရတာလွယ်ကူတယ် easy to setup ဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာဒီ WordPress ကိုတည်တံ့ download လုပ်ပြီးမှကိုယ့်ကွန်ပျူတာထဲမှာထည့်စရာမလိုဘဲနဲ့ဒီ local WP ဆိုတဲ့ software တွေကနေတိုက်ရိုက် install ပြုလုပ်နိုင်တာကတော့အားသာချက်တစ်ခုပေါ့နော်အဆင့်နဲ့အများကြီးကြော်ဖြတ်သွားတယ်ကြော်ပြီးတော့မှဒီ software တွေကနေတိုက်ရိုက် install လုပ်နိုင်တာအတွက်ဖြစ်တဲ့အတွက်တော်တော်ကြီးကိုအချိန်ကုန်သက်သာသွားတယ်အဆင့်နေနည်းသွားတယ်ပေါ့နော်နောက်ပြီးတော့ install လုပ်ပြီးတဲ့နောက်ပိုင်းမှာတော့သူကဒီ local မှာ install လုပ်ပြီးတာဖြစ်တဲ့အတွက်နောက်ပိုင်းဒီ design ပိုင်းတွေပါတယ်ပြင်တဲ့အခါမှာ internet ရှိဖို့မလိုအပ်တော့ဘူးပေါ့နော်ကိုယ့်ရဲ့ local မှာပဲ project ကိုစိတ်ကြိုက်အချိန်ယူစမ်းသပ်နိုင်ပါတယ် internet ရှိတရားမလိုပါဘူးနောက်ပြီးတော့ဒီ software လေးက Linux platform မှာရော Mac မှာရော Windows မှာရောကိုအသုံးပြုနိုင်တာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်နောက်သူကတော့ဒီ software ကိုအသုံးပြုဖို့အတွက်တော့ကိုယ့်ရဲ့ကွန်ပျူတာမှာထိုက်တဲ့နဲ့မြန်နှုန်းရှိရမယ်ပေါ့နော် RAM တို့ storage တို့နောက် CPU တို့ထိုက်တဲ့နဲ့မြန်နှုန်းရှိရမယ်RAM 8GB လောက်ကနေစပြီးမှအသုံးပြုရတာအဆင်ပြေပါတယ် 16GB ဆိုတော့ပိုကောင်းပါတယ်နောက် storage မှာဆိုလို့ရှိရင်လည်းအခုနောက်ပိုင်းကတော့ရိုးရိုး hard disk တွေနဲ့တိတ်သုံးလို့အဆင်မပြေတော့ဘူးပေါ့နော်ဟို SSD သုံးထားတဲ့ကွန်ပျူတာတွေမှာဆိုရင်ပိုအဆင်ပြေပါတယ် CPU ကတော့အဆင်ပြေပါတယ် CPU ကတော့ i3 8Gen နောက်ပိုင်းလောက်ကနေစမှသုံးရတာတော်တော်လေးအဆင်ပြေပါတယ်ပေါ့နော် Okay ဒါကတော့ဒီ local WP နဲ့ပတ်သက်တဲ့အပိုင်းလေးပါ ZWP ကတော့ဒီသူကတော့ subscription နဲ့ဝယ်ရတာပေါ့နော် paid version မှာသုံးရတာအဆင်ပြေရတာပါအဲ့တော့တကယ်လို့ paid version မသုံးရင်လည်းသူတရက်ကိုသူက project နှစ်ခုလောက်လေ့ကျင့်လို့ရတယ်ဒါပေမဲ့သူကတရက်အတွင်းမရတယ်တရက်ကြော်သွားတာနဲ့အဲ့ project က auto delete လုပ်လိုက်တာဖြစ်တဲ့အတွက်တိတ်ကြီးအဆင်မပြေလာဘူးပေါ့နော်နောက်သူကကျတော့ web base cloud base ဖြစ်တဲ့အတွက်ဒီ WordPress site generator ကိုသုံးပြီးမှမြန်ဆန်ဆန်ပြုလုပ်နိုင်တယ်သူက AI feature တွေပါတယ်လည်းကောင်းကောင်းသုံးပြီးမှဒီအချိန်တိုအတွင်းမှာ website တစ်ခုကိုဖန်တီးနိုင်တယ် AI နဲ့ auto generate လုပ်ပြီးတော့မှပြုလုပ်နိုင်တယ်ပေါ့နော်
website design တွေပါတယ်ကိုလုပ်လို့ရတယ်နောက်ပြီးတော့သူကဒီ client sharing ban ပါတယ်သူကကျတော့ဘယ်လိုလဲဆိုတော့အဲ့ဒါကကျတော့ freelancer တွေဒီ agency တွေအတွက်တော်တော်လေးအဆင်ပြေတဲ့ feature တစ်ခုဖြစ်တယ်ပေါ့နော်ဆိုပါတော့ကျွန်တော်တို့က client ရဲ့ website တစ်ခုကိုကလက်ခံပြီးမှလုပ်ပေးနေရတဲ့သူဆိုလို့ရှိရင်အဲ့ဒီ client ရဲ့ website ကိုသူတို့ရဲ့ဒီ domain တွေhosting ပေါ်မှာတန်းမတင်သေးဘဲနဲ့သူတို့လည်းကြည့်လို့ရအောင်ပါဒီက ZWP ပေါ်မှာWordPress ကို install လုပ်ပြီးမှလိုအပ်တဲ့ design ပိုင်းတွေလိုအပ်တဲ့ feature တွေပြည့်စုံထည့်ပြီးမှအဲ့ဒီ link လေးကိုသူက client ဘက်ကို share ပေးထားရင်သူတို့ဘက်ကလည်းကိုယ့်ရဲ့ပြည်စည်းမှုအခြေအနေတွေကိုယ့်ရဲ့ design လုပ်ထားတဲ့ပုံစံတွေကိုဝင်ကြည့်လို့ရတယ်အဲ့တော့သူတို့ရဲ့လိုအပ်ချက်တွေကိုလည်းကိုယ်ပြောလို့ချင်းကိုကနေပဲပြင်လို့ရတယ်ပေါ့နော်ပြင်ပေးလိုက်ပြီးမှနောက်ဆုံး finalize လုပ်ပြီးတဲ့အခါကျတော့မှဒီသူတို့ရဲ့ domain ပေါ်မှာ hosting တွေပေါ်မှာlink လုပ်ပြီးမှဒီ migrate လုပ်ပေးလိုက်လို့ရှိရင်ဒါတော်တော်ကြီးအဆင်ပြေတယ်ပေါ့နော်ဒီ freelancer တွေ agency တွေအတွက်တော်တော်လေးကောင်းပါတယ်ဒီ ZWP အဲ့ဒါဆိုတော့ subscription နဲ့ web ထားမှအဆင်ပြေမယ်ပေါ့နော်သူကဈေးလည်းတအားမကြီးလာတဲ့အတွက်အဆင်ပြေပါတယ်โอเคဒါကတော့ဒီအကြမ်းမြင်လေးဒါနဲ့ပတ်သက်တဲ့ဒီကျွန်တော်သုံးမဲ့ feature နှစ်ခုနဲ့ပတ်သက်တဲ့အကြမ်းမြင်လေးကိုအရင်ဆုံး sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အခုကတော့လက်တွေ့လုပ်ရမယ့်အချိန်လေးကိုတွားလိုက်မယ်ပေါ့နော်အဲ့လက်တွေ့လုပ်ဖို့အတွက်ဆိုရင်တော့ဒီမှာ local WP ကတော့သူ့ရဲ့ website localwp.com ဆိုတဲ့ website ကိုဝင်လိုက်မယ်ဝင်ပြီးတဲ့အခါမှာဒီမှာ download button ရှိပါတယ် click မှာ download လုပ်လိုက်ပါလုပ်တဲ့အခါမှာလည်းဒီမှာကိုက Linux လား Mac လား Windows လားစသဖြင့်ဒီကိုယ့်ရဲ့ operating system ကိုရွေးချယ်ပါရွေးချယ်ပြီးတော့မှ first name last name ပေးမယ်ပြီးရင်တော့ဒီမှာကိုယ့်ရဲ့ organization type ကိုရွေးမယ် agency လား freelancer လားစသဖြင့်အာတာလားတခုခုရွေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ကိုယ့်ရဲ့ email ထည့်လိုက်မယ်ပြီးရင်တော့ get it now ဆိုမှနှိပ်လိုက်ပြီဆိုလို့ကျွန်တော် download လုပ်သွားပါပြီ download ကတော့ကျွန်တော်ကလုပ်ထားပြီးသားဖြစ်တဲ့အတွက်အခုကတော့ download မလုပ်တော့ဘူးထပ်မလုပ်တော့ဘူးပေါ့နော်အဲ့တော့ download လုပ်ပြီးတဲ့သူတွေကဒီကိုယ့်ရဲ့သက်ဆိုင်ရာ download location မှာသွားကြည့်ပြီးမှဒီမှာဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့သူ့ကို double click နှိပ်ပြီးမှ install စလိုက်ပါမယ်โอเคဒီမှာတော့ကိုယ့်ရဲ့ကွန်ပျူတာ user တစ်ခုတည်းမကရှိတဲ့ user အားလုံးအတွက်ဒီ software လေးကိုအသုံးပြုခွင့်ပေးမယ်ဆိုတော့ဒီမှာဒီ all user anyone who use this computer ပဲဒါဘယ်သူမှဆိုပေးမှာပေါ့နော်ဒါလေးနဲ့ပေးလို့ရတယ်ကိုလက်ရှိသုံးနေတဲ့ current user only ဆိုတော့ဒီမှာဒါလေးရွေးမှာ next နဲ့တွားလိုက်ပါမယ်ပြီးတဲ့အခါမှာ location ရွေးပေးရမှာပါ destination folder ကိုက install လုပ်တဲ့ destination ကိုဘယ်မှာထားမှာလဲ Windows C အပိုင်းမှာပဲထားမှာလားဒါမှမဟုတ် data D အပိုင်းမှာထားမှာလားဒါစဉ်းစားရမှာပါဘာလို့စဉ်းစားရမှာလဲဆိုတော့ကျွန်တော်တို့က C အပိုင်းမှာထားမယ်နောက်ထပ် project တွေကိုလည်း C အပိုင်းမှာပဲနောက်ပိုင်းနေ project တွေအများကြီးစမ်းတဲ့အခါမှာပဲ C အပိုင်းမှာပဲထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ computer ရဲ့ storage C Windows တင်ထားတဲ့အပိုင်းက၄သွားနိုင်တယ်ပြည့်သွားရင်လို့ရှိရင်၄သွားနိုင်တယ်အဆင်မပြေဘူးပေါ့နော်ရေရှည်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ data အပိုင်းဖြစ်တဲ့ D အပိုင်းကို location ကိုရွေးထားသင့်ပါတယ်အဲ့လိုရွေးထားတဲ့အခါမှာလည်းဒီမှာကြိုပြီးတော့မှ folder လေးတစ်ခုတတ်မှတ်ဆောက်ထားပေးပါဆောက်ပြီးတော့မှအဲ့ဒီ folder လေးကိုတွားရွေးပေးပါမယ် browse ကနေတော့ this PC တွေက data D တွေက local WP ဆိုတဲ့ကိုဆောက်ထားတဲ့ folder လေးကိုရွေးပြီးမှ okay ပေးလိုက်ပါပြီးတဲ့အခါမှာတော့ install ကိုနှိပ်လိုက်ပါမယ်WordPress ကိုစပြီးတော့မှ install လုပ်နေပါပြီโอเคဒါဆိုရင်တော့ဒီ local WP setup installation ကပြီးသွားပြီပေါ့နော်ဒီမှာ set run မှာဆိုတော့ချက်ပေးပြီးမှ finish ကိုတွားလိုက်ပါတကယ်လို့အခု run သေးတဲ့သူတွေကကျတော့ဒီဟာလေးကိုuncheck လုပ်ပြီးမှ finish လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ data D ရဲ့ local WP ထဲမှာလည်း installation data တွေ software data တွေရောက်လာပါမယ်ဒီမှာရှိလာပြီပေါ့နော်အဲ့တော့အဲ့ထဲမှာကျွန်တော် project တွေလုပ်မယ်ဆိုရင်လည်းဒီထဲမှာfolder လေးတစ်ခုတီးတီးတတ်ဆောက်ခဲ့မယ်ပေါ့နော် project တွေထားဖို့အတွက်အဲ့တော့ local underscore
local project လို့မှာပေးလိုက်မယ်ပေါ့နော် local underscore project ဆိုတဲ့ folder လေးဆောက်ခဲ့လိုက်မယ်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ပြီးတဲ့အခါမှာဒီ software ကိုဖွင့်လိုက်မယ် Okay ဒါကတော့ကျွန်တော်ရှေ့က WordPress install လုပ်ထားတဲ့ project history တွေကြာနေတာဖြစ်ပါတယ်အခုကျွန်တော်တို့က install စပြီးမှလုပ်မှာဖြစ်တဲ့အတွက်ဒီဘက်မှာ software ဖွင့်ပြီးဆိုတော့ plus sign လေးကိုနှိပ်လိုက်ပါမယ်ပြီးတဲ့အခါမှာကျွန်တော် create a new site ဆိုတာလေးကိုရွေးပြီးမှ continue ကိုတွားလိုက်ပါမယ်ပြီးတဲ့အခါမှာတော့ဒီမှာ site name ကျွန်တော်တော့ local set ပေးလိုက်ပါမယ်ပြီးတဲ့အခါမှာ advanced option ကိုဆက်သွားကြည့်လိုက်မယ်အဲ့တော့ဒီမှာကျတော့ local site ပတ်လမ်းကြောင်းပေးရမယ်ပေါ့နော်ဒီတိုင်းလုပ်မယ်ဆိုတော့ဒီအကောင့်လေးကကျတော့လက်ရှိ current user ကိုသာပြုပါတယ် current user ရဲ့ဒီလက်ရှိ user ရဲ့ location ဖြစ်နေတဲ့ user file အောက်မှာ C အောက်ကကိုယ့်ရဲ့ local user အောက်မှာရောက်နေတာပါကျွန်တော်တို့ကဒီအပိုင်းမှာထားမှာဖြစ်တဲ့အတွက်ဒီနာမည်လေးနဲ့sorry ဟိုထဲမှာလောက်လိုက်ပါမယ်အဲ့တော့ browse ကိုတွားလိုက်မယ်ပြီးတဲ့အခါမှာ data D တဲက local WP တဲကလက်ရှိ local project ထဲမှာ project တွေအများကြီးရှိမှာဖြစ်တဲ့အတွက်လက်ရှိ project ရဲ့နာမည်လေးကိုပေးလိုက်ပါမယ် db5 underscore local 05လို့ပေးလိုက်ပါမယ်0 set လို့ပေးလိုက်ပါမယ်ဒါလက်ရှိ project ရဲ့နာမည်ပါတော့ select folder လုပ်လိုက်မယ်Okay ဒီမှာဒီ location ကိုရောက်သွားပြီပြီးတော့ continue ကိုသွားလိုက်ပါမယ်အဲ့တော့ဒီအဆင့်မှာတော့ကျွန်တော်တို့ PHP version နေweb server Apache လား Nginx လားရွေးလို့ရပါသေးတယ်ပြီးတဲ့အခါမှာ MySQL MySQL version ကversion ဘယ်လောက်ထားမှလဲဆိုတာဒီဘက်က custom တက်ကနေထားပြီးမှလုပ်မယ်ဆိုရွေးလို့ရတယ်ကျွန်တော်တို့အဲ့ဒါတွေကလောလောဆယ်အရေးမကြီးတဲ့အတွက်မရွေးတော့ဘူး prefer ပဲထားလိုက်မယ်ပေါ့နော်ပြီးရင်တော့ continue ကိုနှိပ်လိုက်မယ်ဒီအဆင့်ကတော့နည်းနည်းလေးရေးကြည့်ပါတယ်မှတ်ထားအောင်ပါကျွန်တော်တို့ WordPress ကိုလေ့ကျင့်ဖို့အတွက် admin dashboard ကို login ဝင်ဖို့အတွက် username password ဖြစ်ပါတယ်ဒီကောင်ကမေ့လို့ရှိရင်နောက်ပိုင်းကိုယ့်ရဲ့ project ကိုဝင်လို့မရတာမျိုးဖြစ်နိုင်တယ်အဲ့တော့ကိုယ့်ရဲ့ username password ကိုတော့မှတ်ထားပါကြိုက်တဲ့နာမည်ပေးလိုက်ပါမယ်ကြိုက်တဲ့ username ပေးလိုက်ပါမယ် password လည်းကြိုက်တာပေးလိုက်ပါ Okayဒီ username password ကတိတ်ကြီးအရေးမကြီးသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့က local ကိုကွန်ပျူတာထဲမှာစမ်းသပ်ရုံပဲစမ်းနေတာဖြစ်တဲ့အတွက်ဒီ username password ကတိတ်ကြီးအရေးမကြီးပါဘူးဒါပေမဲ့မှတ်ထားမှာပါဒီ username password မေ့သွားရင်တော့ကိုယ့်ရဲ့ project ထဲကိုဝင်လို့ရမှာမဟုတ်ပါဘူး advanced မှာပါရရှိမလဲဆိုတော့ okay ဒါကတော့ language ရွေးတဲ့ဟာနဲ့ဒီမှာ multiple site အနေနဲ့ထားမှလားမထားဘူးလားဒါလေးရွေးရမှာပါ okay အဲ့တော့ကျွန်တော်တို့က no နဲ့ပဲသွားလိုက်မယ်ပြီးတဲ့အခါမှာတော့add site ကိုနှိပ်လိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ရဲ့ဒီ local WP ဆိုတဲ့ software ထဲမှာ WordPress project ကို install စပြီးမှလုပ်နေပြီဖြစ်ပါတယ်ဒီအဆင့်မှာတော့ internet ချိတ်ထားဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ WordPress website ကဒီ project file ကိုsetup file ကိုတခါတည်း download လုပ်ပြီးမှ install လုပ်နေတာဖြစ်တဲ့အတွက် internet ကောင်းနေဖို့လိုအပ်ပါတယ် internet အထိုက်လျောက်ကောင်းနေမှာပို့ပြီးမှမြင်မြန်ဆန်ဆန်ပြီးမှဖြစ်ပါတယ် internet ပြတ်တောင်းဆိုတော့ project က install လုပ်တာမအောင်မြင်မဲနဲ့ဖြစ်သွားနိုင်ပါတယ် okay ဒီဆက်မှာတော့ဒီကိုယ့်ရဲ့ device ကို user account control သူကဒီကိုယ့်ရဲ့ device ကိုခွင့်ပြုချက်ယူရမှာဒီ software သုံးတဲ့ခွင့်ပြုချက်ပေါ့နော်အဲ့တော့ yes ကိုနှိပ်ပြီးမှခွင့်ပြုပေးလိုက်ပါမယ်Okay ဒါဆိုတော့ကျွန်တော်တို့ WordPress project ကို install လုပ်တဲ့အပိုင်းပြီးသွားပြီပေါ့နော်ပြီးသွားတဲ့အခါမှာဒီမှာကျွန်တော်တို့ install လုပ်တဲ့ file ဒါလေးကိုနှိပ်ပြီးတော့မှဒီဘက်မှာ admin account login ဝင်မယ်ဆိုတော့ WP admin လို့နှိပ်ပြီးမှဝင်လိုက်ရမှာပါတကယ်လို့website ထဲကိုဝင်ကြည့်ချင်တယ်ဆိုတော့ open site ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ browser ကနေသက်ဆိုင်ရာ default browser ကနေကိုယ့်ရဲ့ website interface ကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာတော့ပထမဆုံးစာမျက်နှာ simple page အနေနဲ့ပဲရှိသေးတယ်ဘာ data မှမရှိသေးဘူးပေါ့နော် okay ပြီးတဲ့အခါမှာတော့ WP admin ကိုနှိပ်မှာ account login ဝင်မယ်ဆိုလို့ရှိရင်တော့ကိုယ်ခုနပေးခဲ့တဲ့ username password လေးကိုရိုက်ပြီးမှဝင်လိုက်ပါမယ်
Okay ဒါဆိုတော့ WordPress ရဲ့ admin dashboard ကိုမြင်တွေ့ရပြီဖြစ်ပါတယ်အဲ့တော့ဒီစာမျက်နှာပထမဆုံး dashboard ကိုရှင်းလိုက်မယ်ဆိုတော့ဒီမှာနောက်ထပ် screen option တွေကနေဒါတွေကလောလောဆယ်ဘာမှမလိုပါဘူးအကုန်လုံးရှင်းထုတ်လိုက်မယ်uncheck လုပ်လိုက်မယ် Okay အဲ့တော့ page ထဲကနေကျွန်တော် sample page ကိုdelete trash ထဲကိုပို့လိုက်မယ်ပြီးရင်တော့ add page ကို page create လုပ်ကြည့်မယ်ပေါ့နော်အဲ့ဒါလည်းမကြည့်တော့ဘူးအဲ့တော့ page home page create လုပ်မယ်ပြီးတဲ့အခါမှာ as page create လုပ်မယ်about as page create လုပ်မယ်နောက်တစ်ခုအနေနဲ့blog ဆိုတဲ့ page တစ်ခု create လုပ်လိုက်ပါမယ် Okay ပြီးရင်တော့ကျွန်တော်တို့ရဲ့ website ထဲကိုဒီမှာဒီကနေလည်း dashboard ကနေ website ကိုတွားကြည့်မယ်ဆိုတော့ဒီကနေ basic site ဆိုတာလေးကိုနှိပ်ပြီးမှဝင်ကြည့်လိုက်လို့ရပါတယ်အဲဒါဆိုတော့ဒီမှာကျွန်တော် create လုပ်ခဲ့ page လေးတွေကိုတွေ့ရပြီဖြစ်ပါတယ် Okay ဒါကတော့ local WP ကိုအသုံးပြုပြီးတော့မှ WordPress ကို install လုပ်မှတချို့ page လေးတွေ web page လေးတွေနည်းနည်းကို create blank page လေးတွေ create လုပ်ခဲ့တာဖြစ်ပါတယ်ဒါနောက်ပိုင်းနေရတော့ video ဒါနဲ့ပတ်သက်တဲ့ဆက်ပြီးမှသွားမယ် video file ကိုနောက်ပိုင်းမှာပြန်တင်ပေးပါအောင်မယ် link တင်တယ်လို့ပြန်တင်ပေးတော့ပါမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့က ZWP ဆိုတဲ့ website ကနေ WordPress ကို install လုပ်တဲ့အပိုင်းကိုသွားမှာဖြစ်ပါတယ်အဲ့တော့website က zwp.com ဖြစ်ပါတယ်အဲ့ဒီ website ကနေဝင်လိုက်ပါပြီးရင်တော့ဒီမှာကိုယ့်ရဲ့ Google account Gmail account နဲ့ပဲဝင်လိုက်ပါမယ် join with Google ဆိုတာလေးကိုနှိပ်ပြီးမှသွားလိုက်မယ်ပေါ့နော်Okay ဒီမှာတော့ sign up with Google in one click နှိပ်ပြီးမှဆက်သွားမယ်အဲ့တော့ကိုယ့်ရဲ့ account တစ်ခုကိုရွေးလိုက်မယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော် account ဝင်ပြီးသွားပြီဒါတော့မကြည့်တော့ဘူးအဲ့တော့ဒီမှာ sample site ဆိုတဲ့လေးကိုဝင်ကြည့်လိုက်ပါမယ်လက်ရှိကျွန်တော်မှာ site တစ်ခုမှလောက်ထားတာမရှိသေးပါဘူးအဲ့တော့ create new နှိပ်မှသွားလိုက်ပါမယ် blank website ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီ website ကနေ install လုပ်တာကတော်တော်ကိုမြန်ပါတယ်ခုနကလိုအကြာကြီးစောင့်ကြရမလို့ဘူးပေါ့နော်အဲ့တော့ဒီနာမည်နဲ့ပေးလိုက်မယ်ပြီးတဲ့အခါမှာ advanced option မှာကြည့်လိုက်မယ်ဒါကတော့ကြည့်လိုက်ပါသူကကျတော့ domain custom domain နေနဲ့ကိုယ်စိတ်ကြိုက် domain နေနဲ့တသက်မမှတ်လုပ်မယ်ဆိုတော့ဒီမှာ subscription ဝယ်ထားရင်တော့ဒီကောင်တွေက log unlock ဖြစ်နေမှာဖြစ်ပါတယ်လက်ရှိကတော့ free ဖြစ်တဲ့အတွက်တရက်စာပဲလေ့ကျင့်လို့ရပါတယ်ဒီမှာ15ရက်တို့30ရက်တို့ per minute တို့ရွေးလို့မရပါဘူးအဲ့တော့ create site ကိုနှိပ်လိုက်ပါမယ်ဒီကနေကအရမ်းမြန်ပါတယ်ပြီးတော့နောက်သတိထားမိလားတော့မသိဘူးကျွန်တော်တို့ user name password တွေပေးစရာမလိုဘဲနဲ့ auto နဲ့ create လုပ်ပေးတော့တာဖြစ်ပါတယ်ကိုယ့်ရဲ့ user name password ကအခုဆိုရင်ဒါ install လုပ်တာပြီးသွားပြီတော်တော်မြန်နေပေါ့နော် temporary လေ့ကျင့်ဖို့အတွက်ပဲရတယ်ပေါ့နော်သူကကျတော့အဲ့တော့ one click login နဲ့ဝင်လိုက်ပါမယ် temporary site နဲ့ပဲသွားလိုက် okay ဒါဆိုလို့ရှိရင်တော့ဒီမှာ account login user name password ရိုက်ထည့်စရာမလိုဘဲနဲ့တခါတည်းရသွားပြီပေါ့နော်အဲ့တော့ခုနလိုပဲဒါလေးတွေရှင်းလိုက်ပါမယ်ပြီးရင်တော့ဒီမှာကိုယ့်ရဲ့ view site ကိုသွားလိုက်မယ် visit site ကိုသွားလိုက်မယ်အဲဆိုရင်ကျွန်တော်တို့လုပ်ခဲ့တဲ့ web စာမျက်နှာလေးကတွေ့ရပါပြီဒါကတော့ ZWP ကိုသုံးပြီးမှ WordPress install လုပ်တဲ့အပိုင်းဖြစ်ပါတယ်
သူကတော့လောက်ရတာအရန်ညံ့နေပေါ့နော်ပြီးတော့ကျတော့ဒီ website design တွေပါတယ်လုပ်တဲ့အခါမှာလည်းသူက AI feature တွေကိုသုံးပြီးလုပ်လို့ရတာဖြစ်တဲ့အတွက်ဒီ WordPress နဲ့ပတ်သက်တဲ့ဒီ knowledge သိမရှိရင်တမလုပ်လို့အဆင်ပြေတယ်ပေါ့နော်ဒီတိုင်းလေ့ကျင့်ခြင်းတဲ့သူတွေအပျော်တမ်းလေ့ကျင့်ခြင်းတဲ့သူတွေအတွက်လည်း AI feature ကိုသုံးပြီးတော့မှလေ့ကျင့်လို့ရတယ်ပေါ့နော်โอเคပါအဲ့တော့ဒါကတော့ကျွန်တော်တို့ WordPress ကိုလေ့ကျင့်မဲ့သူတွေအတွက် local နဲ့ web page အနေနဲ့ပဲ feature တွေကိုသုံးပြီးမှလေ့ကျင့်လို့ရတယ်ဆိုတာလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်